ကျင်နာရောင်ရချင်းဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနေငယ်ဝင်ငါချင်တာဖြစ်ပါတယ်အမှုတော်ဆောင်တို့ရဲ့ပြဿနာတစ်ခုဟာသာသနာမှာနေချင်းညချင်းကြီးမားတဲ့အောင်မြင်မှုတွေကိုပိုင်ဆိုင်လိုချင်ပဲဖြစ်ပါတယ်အောင်မြင်နေတဲ့တခြားသာသနာဖွဲ့တွေကိုကြီးပြီးကိုအာမလို့အာမရဖြစ်တာကြတာဖြစ်ပါတယ်ကိုမှရှိတဲ့အောင်မြင်မှုအတွက်ကျင်နာရောင်ရချင်းမရှိကြဘူးကျင်နာရောင်ရချင်းမရှိတာကြောင့်နောက်ဆက်တွဲအနေနဲ့ခံစားရပြန်တာကစိတ်ဓာတ်ကြခြင်းအလိုမကျခြင်းတို့ပဲဖြစ်ပါတယ်စိတ်ဓာတ်ကြနေတဲ့သာသနာမှာရှိတဲ့ဆရာသမားများအမှုတော်ဆောင်များအားလုံးတွေကသာသနာအတွက်ထိရောက်စွာမှုဆောင်နေတော့ပါဘူးဆိုတာတွေ့ရတာဖြစ်ပါတယ်အောင်မြင်တိုးတက်နေတဲ့သာသနာအဖွဲ့အစည်းတွေဟာတခြင်းကယခုလက်ရှိတင်ကြုံတွေ့နေရတဲ့အခြေအနေမျိုးကိုဖျက်ဆီးခဲ့ရတာဖြစ်တဲ့ဆိုတာမမေ့သိမ်းပါဘူးသူတို့ဟာအောင်မြင်မှုတွေကိုနေချင်းညချင်းရွှေထုတ်ကောက်ရတယ်လို့မျိုးပိုင်ဆိုင်ခဲ့ကြတာမဟုတ်ပါဘူးဖျားသခင်ကတခြင်းကြားမှတခြင်းတမ်းမှချင်းမြောက်တာဖြစ်တာကြောင့်လက်ရှိကိုလေးဝဲပိုင်ဆိုင်ထားတဲ့အောင်မြင်မှုတွေအတွက်ဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းပြီးမှကျင့်နာရောင်ရည်ဖို့အင်မတန်မှအရေးကြီးပါတယ်။လက်ရှိကြုံတွေ့ရတဲ့အဆင်မပြေမှုတွေဟာတစ်ချိန်ကြာရင်ကိုယ့်ရဲ့သာသနာအောင်မြင်ဖို့အတွက်ကျွန်တော်တို့ကမရှိမဖြစ်အခြေခံအုံမြအဖြစ်ပြောင်းလဲသွားမှာပါဆိုတဲ့နှုတ်ကပတ်တော်အဖြစ်ဝင်ငါခြင်းတာဖြစ်ပါတယ်အဲဒါကြောင့်မိမိရဲ့ပိုင်ဆိုင်ထားတဲ့လဲဝယ်ပိုင်ဆိုင်ထားတဲ့အောင်မြင်မှုတွေအတွက်ကျန်နာရောင်ရပြီးတော့မှကျေးဇူးတော်ချီးမွမ်းကြပါစို့လို့တစ်ချိန်ကြာရင်အောင်မြင်တော်သူဖြစ်လာလိမ့်မယ်ဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနည်းငယ်ဝင်ငါခြင်းတာဖြစ်ပါတယ်ရောက်တိုင်းပေါ်မှာဖျားရှင်တဲ့တပံကောင်းချီးပေးပါစေ